ဘာကြီးတနေ့ဖုံးเจ้าမှာသွားပြီးတော့သီလယူတာပေါ့ကွယ်သီလယူတော့တဏှာကြီးတရားထိုင်ရတယ်ကွယ်တဏှာကြီးတရားထိုင်တော့ဘာကြီးကလည်းသူများနဲ့ရောပြီးတော့တဏှာကြီးတရားထိုင်တာပေါ့တရားထိုင်တော့ပြီးကန်ဒီလေးမှာဘာကြီးမျက်စိဒီမှာမြင်လာတာကွာဘာကြီးအိမ်ဝင်အိပ်ပျော်သလိုဖြစ်ပြီးတော့အိမ်ဝင်ရောက်သွားတာတရဏဂုံသုံးပါးအနုလုံပတိလုံရွတ်ဖတ်ပူဇော်ပုံလေးဘာကြီးတင်ပြပြီးတဲ့နောက်မှာသူ့ကိုရွတ်ဖတ်ပူဇော်ခြင်းအပြင်ဘာတွေအကျိုးပေးလဲဘာတွေထူးခြားလဲဆိုတာကိုဘာကြီးဆက်လက်ပြီးတော့တင်ပြပြီးမှပဲဘာကြီးတနေ့ဖုံးเจ้าမှာသွားပြီးတော့သီလယူတာပေါ့ကွယ်သီလယူတော့တဏှာကြီးတရားထိုင်ရတယ်ကွယ်တဏှာကြီးတရားထိုင်တော့ဘာကြီးကလည်းသူများနဲ့ရောပြီးတော့တဏှာကြီးတရားထိုင်တာပေါ့တရားထိုင်တော့ပြီးကန်ဒီလေးမှာဘာကြီးမျက်စိဒီမှာမြင်လာတာကွာဘာကြီးအိမ်ဝင်အိပ်ပျော်သလိုဖြစ်ပြီးတော့အိမ်ဝင်ရောက်သွားတာအိမ်ဝင်ရောက်သွားတော့သားကြီးကောင်ကအိမ်ရှိကန်းလေးမှာအိပ်နေတယ်သားငယ်ကောင်ကဓာတ်ကင်ပြီးတော့သားကြီးကောင်ကိုသွားထိုးတာဟုတ်သားငယ်ကခလေးပေါ့ဟိုနိုးဆိုလေးပဲရှိတယ်နိအဲသားကြီးကိုသွားထိုးတဲ့ခါကျတော့ဘာကြီးကဖတ်ဆိုဆွဲပြီးတော့ဟဲ့မင်းဘာလို့ခါလဲဆိုပြီးတော့အိမ်ပြုံဆွဲထုတ်လိုက်တာကွာဆွဲထုတ်လိုက်ပြီးမှဘာကြီးကဖတ်ဆိုလန့်နိုးသလိုဖြစ်သွားတာဟာငါဖုံးကြောင်းမှာမလားပေါ့အဲ့တော့မှတရားလည်းတဏှာကြီးပြီးတော့ဖြုတ်သွားတော့ဘာကြီးဆက်မနေတော့ခေခါအိမ်ကိုကမန်းနဲ့ပြန်ပြေးတာအိမ်ကိုပြန်ပြေးလာတဲ့ခါကျတော့ဟုတ်တယ်အိမ်ဦးကမှဟိုသားအကြီးကောင်အိတ်နေတယ်အငယ်ကောင်ကဓာတ်လေးကြိုင်ပြီးတော့အိမ်ရှိမှဘာကြီးဆွဲထုတ်ထားတဲ့နေရာမှာဆော့နေတယ်။အော်အဲ့တော့မှဟာတကယ်ပါလားဒါငါဆွဲထုတ်လို့ဒီကလေးကအပြင်ရောက်နေတာပေါ့။ငါကဆွဲမထုတ်လိုက်ရင်ဒါဒီကလေးကအကြီးကောင်ထိုးမှပေးကြတယ်လी။အဲ့လိုမျိုးတွေဘာကြီးတစ်ခါလေးဖြစ်တတ်တယ်ကွနော်။ဒါဟိုထူးခြားမှုလေးတွေပေါ့နော်။နောက်ပြီးတော့ဘာကြီးဝါထရံရက်ဖို့လीအမှထမင်းတုပ်တွေဘာကြီးနဲ့ပြင်ဆင်ပြီးတော့သွားတော့မှာပေါ့။အသားကြီးကိုမှာခဲ့တယ်သားကြီးနော်မင်းကစာမွေးဘွားနီးနေပြီမင်းဒီနေ့မကဲတဲ့အိမ်မှာနေမင်းလက်ကျိုးလိမ့်မယ်ငါမြင်အောင်နေတယ်ပေါ့မင်းညာဘက်လက်ကျိုးလို့ရှိရင်စာမွေးဖြေလို့မရတော့ဘူးနော်တခြားမှားခဲ့ပြီးဝါထရံရက်တာဟိုမှာဝါထရံရက်တော့မယ်ပေါ့ကွာတုံးလေးတွေပါလေးချပြီးရက်ဖို့ပဲရှိသေးတယ်နောက်ကနေလိုက်ခေါ်တာဟာဦးအောင်မြင်ခမရသားလေးလက်ကျိုးသွားပြီးတော့ပြန်လာခဲ့ဦးနဲ့ဟာဘယ်ဘက်လားညာဘက်လားဆိုတော့ညာဘက်တည်းငါညာဘက်ကျိုးမယ်လို့ပြောခဲ့တာဒီကလေးကမစင်ញင်ဘူးပေါ့အဲ့လိုမျိုးတွေဖြစ်တယ်ကွာနော်တခါဘာကြီးကဘလို့နောင်ထားရပါလဲဆိုတော့ဘာကြီးမိမဘက်ကတူမလေးပေါ့ကွယ်သူကဟိုရီးစားထားတယ်ယောက်ျားယူတော့မယ်ဆိုတော့ငယ်လဲငယ်သေးတာဟုတ်နင်တို့ကငယ်လဲငယ်သေးတယ်ပညာလည်းမတတ်ဘူးနင်ယောက်ျားကလည်းပညာမတတ်နင်ကလည်းပညာမတတ်စီးပွားဥစ္စာကလည်းမရှိနင်တို့အိမ်တော်ကြရင်ဘာလုပ်မလဲဟိုးပကိုးရုံမတော်တဲ့သွားပြီးဒနုံးခိုးရမယ်တောင်ပေါ်တက်ရမယ်9ရက်မပြည့်သေးဘူးပေါ့လေပြန်လာမယ်နင်ယောက်ျားဖျားလာမယ်နင်ကဆေးတွေပါမကူတတ်တော့နင်ယောက်ျားသေမယ်ပေါ့ဘာကြီးကဆုံးမတာပေါ့ဆုံးမစကားလေးပြောပြီးတာပေါ့ဟာကောင်မလေးဘာကြီးစကားနားမထောင်ပဲယောက်ျားနောက်လိုက်သွားပြီးဟုတ်တယ်9ရက်မပြည့်သေးဘူးကအကျွေးတွေပတ်တော့တောင်ပေါ်တက်တောင်ပေါ်ပြန်လာတော့ငှက်ဖျားမိလာပြီးတော့ဒီကြတော့ဖျားပြီးတော့တကယ်သေသွားတယ်အဲ့တော့မှဟာငါပြောတာကြီးလိုက်ဖြစ်နေတော့ငါမကောင်းတာတွေပြောလို့မသိတော့ဘူးလို့အဲ့နေတဲ့ဘာကြီးဟိုမကောင်းတဲ့နမိဖတ်စကားတွေကိုလုံးဝမပြောတော့ဘူးလို့နော်ဒါမှမဟုတ်တရဏဂုံ3ပါးဖြစ်ပေါ့ကွာဟိုဂုံတော်9ပါးဖြစ်ဖျားနှုတ်ကပတ်တော်တစ်မျိုးမျိုးကိုကိုဆွဆွမြဲရွတ်ဖတ်ပူတော်မယ်ဆိုရင်အကျိုးပေးလာတယ်ထုံမွန်းလာတဲ့ခါကျတော့အကျိုးပေးလာတယ်အခါကျတော့ကိုပြောသမျှဖြစ်လာတယ်အဲ့ခါကျရင်မကောင်းတာလေးတွေမပြောမိဘူးတော့တားသမီးတို့ဆင်ញင်ဖို့လိုတယ်ကွယ်နော်ကောင်းတာလေးတွေပြောထီပေါက်မယ်ချဲပေါက်မယ်ကျမ်းပါမယ်ဟာမင်းတို့လင်မယားအဆင်ပြေကြပါစေအဲ့လိုမျိုးကောင်းတာတွေပြောတဲ့ခါကျရင်တော့ကောင်းတာတွေဖြစ်တယ်ကွယ်နော်အဲ့မကောင်းတာတွေမပြောမိသေးတယ်လို့တရဏဂုံ3ပါးတော့ရွတ်ဖတ်ပူတော်ပါဒါမှတရဏဂုံ3ပါးမကြိုက်ဘူးဆိုလဲဖျားနှုတ်ကပတ်တော်တစ်မျိုးမျိုးကိုတားသမီးတို့ကြိုက်တဲ့ဟာကိုဆွမြဲရွတ်ဖတ်ပါဘာမဆိုဆွမြဲလုပ်တော့မှတမာရီအားတက်လာပြီးတော့လေထုံမွန်းလာတဲ့အခါကျတော့မှတမာရီအားလေးရလာပြီးတော့အဲ့ကိုလက်ညှိုးညွှန်ရေဖြစ်တယ်ဗောနော်ကိုပြောသမျှဆိုသမျှဖြစ်တယ်ပြောသမျှဆိုသမျှဖြစ်လာတဲ့အကြံစီတွေအောင်မြင်လာတယ်ဆိုတဲ့အခါမှာကောင်းတာတွေကြံပါကောင်းတာတွေပြောပါကောင်းတာတွေလုပ်ပါလို့ဘာကြီးကမှားခြင်းပဲတားသမီးတို့အားလုံးကျမ်းမှချမ်းသာကြပါလူဝဆန္ဒပြုကြပါစေ